နာနေတော့ April လေးဝတ်ထားတဲ့စုကစားလဲမနှက်စာလုပ်ဖို့ကိုပြင်ဆင်တော့မယ်လို့ဆိုရတယ်ရေခဲတက်တာကိုလှက်ကြည့်လိုက်တာအမဲမောင်ဟင်းနေပါရောချက်တက်တာပဲနာစာလဲသူကလူသားတယောက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုသိပ္ပံနည်းကျတေချာလေးလာစမ်းသပ်ပြီးမှလှုပ်ထားတာအဲ့ဒါကပါလဲဆိုတော့အာဟာရဓာတ်တွေနဲ့ပြည့်စုံတဲ့ဟင်းတွေကနေ့တိုင်းဟုတ်ပေါ်လှုပ်ရှားရလို့ပြောလိုက်တာပါနေ့တိုင်းဒီအရသာပဲလို့လဲဆိုရတယ်စုကစားလဲဒါကသိပ္ပံနည်းကျဟင်းချက်တာမဟုတ်ဘူးသူ့ကိုအချိန်10မိနစ်ပဲပြီးဟင်းချက်တယ်ဆိုတာဘာလဲဆိုတာပြမယ်ဆိုတာပြောလိုက်ပါတယ်ရွှီရှန်ကလီကလန်นี่လှုပ်လိုက်ပြီးတဲ့အခါမှာတော့နာဆာတယောက်လဲသူ့ရဲ့အရှိမတခါမှမမြင်ဘူးတဲ့ဟင်းလျာတွေကိုမြင်လိုက်ရကအရသာကိုမြည်ကြည့်လိုက်တဲ့အခါမှာလဲအထွတ်ထိပ်ရောက်သွားတဲ့အတိုင်းပါပဲလုံးဝကိုစားလို့ကောင်းနေခဲ့တာပါစုကစားလဲငါကောင်းကောင်းသာရှိမဲ့ဆိုရင်ဆူရှီဝါလှုပ်တယ်လေလို့လဲပြောလိုက်ပါသေးတယ်ခဏကြာစုကစားဒီနောက်မှာအများဆုံးရီချိုကန်ရှိရမလားနာဆာလည်းရှိရလေဒီအချိန်ဆိုရင်ဖွင့်လောက်ပြီးအတူတူသွားကြမယ်လေစုကပြောလိုက်ပါတယ်နာဆာတယောက်ကတော့စိတ်ထဲမှာစုကစားရီချိုပြီးထွက်လာမဲ့ပုံစံလေးကိုမြင်ချင်နေရလို့လဲဆိုရတယ်ရေမချိုးခင်အရင်ဆုံးစုကစားလဲသူ့အတွက်လိုအပ်မဲ့ရီချိုးဆက်ပြားအပြင်တခြားအမျိုးသမီးအသုံးဆောင်ပစ္စည်းလေးကိုနာဆာနဲ့အတူတူပုံစုံစံလေးကိုသွားပြီးတော့ဝယ်လိုက်ကြပါသေးတယ်ပြီးတော့ကကြတော့ရီချိုကန်အရှိကိုတော့ရောက်လာခဲ့ပါပြီအဲ့ဒီစမ်ပိုင်ဒီနေ့စောစောစီးစီးပါလားအမဲစမ်ပိုင်ကကောင်မလေးတယောက်နဲ့ပါလားတော်သေးတာပေါ့စမ်ပိုင်ကိုစားရီလုံးလုံးပြီးတော့ကောင်မစိတ်တွေပါခန်းချောက်သွားပြီလို့ထင်နေတာနာဆာတယောက်ကတော့ရှက်နေရပါပြီစုကစားလဲသူကဘာတူလဲလို့မေးလိုက်ကအဲ့ဒီကောင်မလေးကတော့ဒီရေချိုးဆိုင်ပိုင်ရှင်ရဲ့အငယ်ဆုံးသမီးပါခါနာမဲလို့လဲခေါ်ပါတယ်နာဆာကတော့စုကစားကိုခါနာမဲကကောင်းတဲ့မင်္ဂလေးဆိုပေမဲ့ညဉ့်ညမ်းတဲ့ဟာတာတွေကိုတော့အမြဲပြောနေရဆိုကလည်းတီတူပြောပြနေခဲ့ပါသေးတယ်ခါနာမဲကတော့ဒါနဲ့စမ်းမိုင်းဒါဆမ်မိုင်းရဲ့ကောင်မလေးလားနာဆာတယောက်ကလည်းငါတို့ကရီးစားရေဆိုတာလည်းလက်ထက်လို့တောင်ပြီးသွားပြီဆိုကပြောလိုက်တာကြောင့်ခါနာမဲတယောက်ကတော့စမ်မန်ကတော့ချက်ချင်းဆိုချက်ချင်းပါလားဆိုကအံ့ဩသွားနေခဲ့ရပါတယ်ဒါပေမဲ့လည်းလက်ထက်တာကိုတော့ဂုံပြူပါရဲဆိုကပြောလိုက်ပြီးတော့ဒီနေ့တော့ရေချိုးတာကို free ဆိုကပြောလိုက်ကကဲသူတို့သမီးလေးကတော့ဒီဘက်ကိုကြောက်ပါဆိုပြီးတော့စုကစားကိုပြောလိုက်ပါတယ်ဒါပေမဲ့လည်းနာဆာကိုတော့ free ပေးမသွားပါဘူးခါနာမဲကတော့ရေအလကားချိုးကျင်တယ်ဆိုရင်တော့ဘာတွေဖြစ်ခဲ့ရလဲဆိုတာကိုပြောပြဆိုကသူ့မှာတော့နာဆာကိုအသက်ကြီးသည့်အထိမိမမြူဝဲနေမှာကိုစိတ်ကူးရင်နေပြီးတော့အဲ့ဒီအခါကျမှသူကကောက်စားလုံနိုင်မှာဆိုတာကိုစိတ်ကူးရင်နေခဲ့တာကိုပြောပြနေခဲ့ကဒါနဲ့စမ်ပိုင်ရဲ့မိမကအသက်ဘယ်လောက်လဲ16နှစ်ဆိုတာနဲ့နာဆာကိုဒီကောင်းဆိုကထိုးချပစ်လိုက်ပါတယ်ပြီးတော့လည်းခါနာမဲကနာဆာကိုလက်ထက်ကွင်တောင်းတော်ရောလက်စွပ်ပေးတာရောမင်္ဂလာဆောင်တာရောလုပ်ပြီးလားဆိုကမေးလိုက်ကတခုမှမလုပ်ရသေးဘူးဆိုတာနဲ့ခါနာမဲကတော့ဒါတွေကိုမှမလုပ်ရင်လက်ထက်တယ်ဆိုတာကဘယ်လိုလုပ်ပြီးအတိတ်ပဲရှိပါမလဲနာဆာကိုလည်းမိန်းကလေးတယောက်ကိုလက်ထက်လိုက်ပြီးဆိုတာနဲ့သူ့ကိုပျော်ရွှင်အောင်ထားပေးရမှာကကိုယ့်ရဲ့တာဝန်ပဲဥပဒေတွေထုတ်ထားတာတော့မရှိပေမဲ့ဒါကကိုယ့်အသီးနဲ့ကိုလှုပ်ပေးရမှာပဲဆိုကလည်းပြောလိုက်ပါသေးတယ်နာဆာတယောက်ကတော့ယုံကြည်ချက်အပြည့်နဲ့ပဲသူစုကစားကိုပျော်ရွှင်အောင်ထားပေးဖို့အတွက်အသက်ရှင်နေတာဘာဖြစ်လို့လဲဆိုတော့စုကစားကိုအရန်ချစ်လို့ပဲဆိုကအော်ပြောချပစ်လိုက်ပါတယ်ဘေးနားကနေစက်ပြတော့မီနီလို့လာယူရဲစုကစားတယောက်ကတော့ရှက်နေရပါပြီနာဆာကိုဒီလိုအကျယ်ကြီးအော်ပြောလိုက်တာကရှက်စရာတော့ကောင်းပေမဲ့လည်းသူပြောပါတယ်စုကလည်းပြောသွားပါသေးတယ်ပြီးတော့ခါရလို့ယောက်ျားလေးရိုခန်းထဲမှာတော့နာဆာတယောက်ဟိုဒီမဟုတ်တယောက်တွေကိုရှောက်ပြီးတော့စဉ်းစားနေကြကအာယုံဘလောက်စူးစိုက်နေလဲဆိုရင်တော့ခါနာမဲတယောက်ကနာဆာရဲ့ညီလေးကိုထိုင်ကြည့်နေရကိုတောင်မှတတိမထားမိတဲ့အထိပါပဲနာဆာတယောက်ကတော့ရှက်သွားခဲ့ရပါတယ်ခါနာမဲတယောက်ကလည်းသူဒီနေရာကိုတန်ရှင်းလာလို့တာလို့ဆိုရတယ်တစ်ဖက်မှာရှိနေတဲ့စုကစားကတော့အခုမှအဝတ်တွေပါတွေချွတ်ပြီးလို့ရေချိုခန်းထဲကိုဝင်သွားခဲ့ကရေစိမ်နေတော့မှရှိပါသေးတယ်တရှင်းလေးတောင်ညီးနေခဲ့ပြီးလို့နေလို့ကောင်းလိုက်တာဆိုကနတ်ပြည်တောင်ရောက်သွားသလိုပဲလူတောင်ပြောနေခဲ့ပါတယ်အဲ့ဒီအချိန်ကောင်မလေးတယောက်ကိုမြင်လိုက်ရကကောင်မလေးရဲ့ပုံစံကတော့တုံးအားအားနဲ့ရှက်ပြပုံစံလေးပါသူကဒီဆိုင်ပိုင်ရှင်ရဲ့အကြီးဆုံးသမီးဖြစ်တယ်လို့လည်းဆိုရတယ်လကားနေရင်ကြီးလဲစုကစားကိုတောင်းပန်နေခဲ့ကစုကစားလည်းရပါတယ်စုကပြောလိုက်ပြီးတော့ဟိုကတော့မရသေးပါဘူးစုကစားစောနာကညီးနေတဲ့တချင်းနေနတ်ပြည်ရောက်သွားသလိုပဲလို့ပြောတာတွေကိုပါပြန်ပြောပြနေခဲ့ကအဲ့ဒါတွေကိုသူကြားသွားခဲ့တာမလို့ထိုက်ပြီးတော့တောင်းပန်နေတာပါအဲ့ဒီလိုပြောလိုက်မှာပဲစုကစားတယောက်လည်းတကယ်ရှက်လာရပါပြီအဲ့ဒီအတွက်ကောင်မလေးကလည်းစုကစားကိုသူနောက်ကျောကိုတန်ရှင်းလုပ်ပေးပါမယ်စုကပြောလိုက်ပါတယ်တစ်ဖက်မှာတော့နာဆာတယောက်ရေချိုခန်းထဲကနေထွက်ချင်နေပါပြီခါနာမဲကိုဘယ်ချိန်ထိတန်ရှင်းလုံးနေအောင်မှလဲစုကမင်းနေခဲ့ပြီးတော့ခါနာမဲကတော့စမ်မိုင်ထွက်ချင်ထွက်လို့ရပါတယ်စမ်မိုင်ရဲ့ဟာလေးကနေ့တိုင်းမြင်နေရတာဆိုတော့ယိုးနေပါပြီဆိုကလည်းစနေပါသေးတယ်စုကစားတယောက်ကိုကောင်မလေးကနောက်ကျောစေးပြီးနေရှင်းရအသားကြီးကအရင်လာတာပဲပိုသားလေးလို့ပဲပြီးသွားကကြတော့နေပါအောင်ပိုးသားဆိုတာကပိုးဖလန်ကထုတ်ထားတာလေလူတယောက်ရဲ့အသားကြီးကိုတလိမ့်ဆန်နဲ့နှိုင်းရှင်တာမျိုးကမဖြစ်သင့်ဘူးဘာနဲ့နှိုင်းရှင်ကောင်းမလဲဆိုကစဉ်းစားနေပြီးတော့ iPhone X နဲ့တူတယ်ဆိုကပြောပြလိုက်တာပါပိုလို့တောင်စိုးသွားခဲ့ပါပြီတောင်းပန်ပါတယ်ဆိုကပဲစုကစားကိုပြောနေလိုက်ပါတယ်ပြီးတော့ကကြတော့အဲ့ဒီကောင်မလေးကသူ့ရဲ့နာမည်ကအာယာလို့ခေါ်ရဲဆိုကမိတ်ဆက်လိုက်ပြီးတော့စုကစားလည်းသူ့ရဲ့နာမည်ကယူဇာကီစုကစားလို့ပြောလိုက်တဲ့အခါအာယာကလည်းနာဆာရဲ့ဆွေမျိုးတွေလားစုကစားလည်းဟုတ်ပါတယ်ဆိုကပြောလိုက်ပါတယ်အာယာကတော့မောင်နှမရေလို့ထင်သွားခဲ့တာပါရေချိုးလို့ပြီးတော့ခဲ့ပြီလို့စုကစားတော့နာဆာနဲ့စကားပြောနေခဲ့ကအဲ့ဒီအချိန်မှာပဲအာယာတယောက်ရောက်လာခဲ့ပါတယ်နာဆာနဲ့လည်းအတိတွေဖြစ်ပြီးလို့အလဲတန်းတော့ကအာယာနဲ့အတန်းပေါ်တွေဖြစ်ခဲ့ရလို့လဲဆိုကအာယာကတော့နာဆာကသူတို့မိသားစုရဲ့ကျေးဇူးရှင်ပဲဟိုးရင်နှစ်တွေတုန်းကသူတို့ရေချိုကန်စီးပွားရေးကကြာဆင်းလာခဲ့ပြီးတော့ဒီကြားတဲ့သူ့ရဲ့အဖေကပါရှိတဲ့ပတ်စံလေးတွေကိုအိုင်တော်ကောင်မလေးနဲ့အတူတူထွက်ပြေးသွားခဲ့လို့အာယာတို့မိသားစုလည်းလမ်းဘေးမှာထွက်နေရမယ့်အခြေအနေကိုဖြစ်နေခြင်းနာဆာတယောက်ကကွင်းမီသားတစ်လုံးနဲ့ဘာလို့ဆိုကကူညီခဲ့တယ်အဲ့ဒါကြောင့်မလို့ဒီလိုအခြေအနေပြန်ဖြစ်လာတာကူညီပေးခဲ့
တဲ့အတွက် NASA ကိုကျေးဇူးတင်ပါတယ်ဆိုကပြောလာခဲ့က NASA ကလည်းရပါတယ်ဆိုကပြောနေခဲ့ပါတယ်ပြီးတော့ခါကျလို့ NASA ကိုလည်းပြန်လာနေခဲ့ကြပြီးတော့စုကစားတော့ NASA ကိုအာယာကချစ်ဖို့ကောင်းတယ်နော်လို့မေးလိုက်က NASA ကလည်းပုံမှန်လင်းပါပဲအရင်တော့ဆိုအာယာကဘလောက်တောင်ချစ်ဖို့ကောင်းကြောင်းတွေကိုပြောပြနေခဲ့ပါတယ်ပြီးတော့ခါကျမှ NASA လည်းစုကစားရဲ့ပုံစံကအချီနေမကောင်းမှန်းကိုတတိထားမိပြီးတော့ခန္ဓာမဲ့ပြောခဲ့တဲ့ချစ်ခွန်ပန်းတာတွေလက်စွပ်ပေးတာတွေမင်္ဂလာမဆောင်တာတွေများမလုပ်လိုက်ရလို့စိတ်ညစ်နေရများလားဆိုကတောက်တလဲတွေကိုတွေးမိနေတာပါ NASA ကလည်းအဲ့ဒီအတွက်စိတ်ပူနေရလားဆိုကမေးလိုက်ကစုကစားလည်းတခြားအရာကိုအတိတ်ပဲကောက်ကတလဲတွေကိုဖြေနေခဲ့တာပါ NASA ကလည်းလက်ထပ်ပွဲရထူးခြားရလို့ပြောချင်တာလားဟာကြည့်ရတာတော့အသေးစိတ်ပူနေပုံပဲစုကစားလည်းသူတဝန်တိုနေတာမဟုတ်ပါဘူးသူလည်းချစ်စရာကောင်းတယ်လို့အပြောခံကြီးရုံပါဆိုကပြောလိုက်ပါတယ် NASA တယောက်ကတော့လက်ဆက်ဝတ်ဆောင်ကမိန်းကလေးတယောက်အတွက်အလားဆုံးနဲ့ချစ်စရာကောင်းဆုံးအချိန်ပေါ်လို့တွေးမိနေကစုကစားကိုသူနားလဲပါကြီးဆိုကပြောလိုက်ပြီးတော့အခုတော့မပြောပြနိုင်သေးပေမဲ့အချိန်ခဏတော့ပေးပါဆိုကသူတခုခုရှာစရာရှိလို့ဆိုပြီးတော့တိုက်ခန်းတော်ကိုပေးကထွက်သွားခဲ့ပါတယ်စုကစားလည်းသူ့ကိုချစ်စရာကောင်းတယ်လို့ပြောဖို့အရေးကိုတလောက်ကြီးလှုပ်ဖို့လိုနေလို့လားဆိုကတွေးနေခဲ့ပါတယ်ဒီလိုနဲ့ပဲစုကစားတယောက်လည်းအိမ်ကိုပြန်လာနေခဲ့ပြီးတော့အနောက်ကနေ Rolls Royce ကားပေါ်ကနေကောင်မလေးတယောက်ကတော့စုကစားကိုရှာသေးသွားပြီဆိုကပြောနေခဲ့ပါတယ်စုကစားတယောက်ကြောင်တော်တော်နဲ့ပဲအိမ်ကိုပြန်ရောက်လာခဲ့ပြီးတော့ဘာမှလုပ်စရာမရှိလို့ပြင်းတာနဲ့ NASA ပြန်မြောက်ခင်အင်တန်ရှင်းလှုပ်ထားမယ်ဆိုကလှုပ်လိုက်ပါတယ်ဒါပေမဲ့လည်း NASA ကကြောင်ကြိုကြောင်ကြပါမကြံပြောင်းလဲအောင်ကိုတန်ရှင်းလှုပ်ထားအောင်လို့စုကစားတယောက်လည်းအထင်ကြီးသွားပါပြီဒီတော့မောင်ပြန်လာရင်စားရအောင်ဆိုကသူ့ရဲ့အကောင်းဆုံးလက်ရာတွေကိုချပြဖို့ဟင်းချက်ဖို့ပဲလှုပ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအပြင်ကနေဘဲတီလာလို့သွားကြည့်လိုက်တာစောနာကကောင်မလေးဖြစ်နေခဲ့တာပါစုကစားကိုအမလို့ခေါ်လိုက်ပြီးတော့တကယ်တော့အဲ့ဒီကောင်မလေးကစုကစားရဲ့ဝမ်းခွဲညီမချီတိုဆဲပါချီတိုဆဲလည်းစုကစားလို့လူမျိုးကဒီလိုနေရာမျိုးနဲ့မတင်တော့ပါဘူးတကားပိတ်သွားကြလို့အပြင်ကနေတရုံနဲ့ထုနေခဲ့ပါတယ်တကယ်ကချီတူဆဲတယောက်ကစုကစားကိုပြန်လာခေါ်တာပါစုကစားတော့ငါပြန်လာခြင်းတယ်လို့ပြောမိလို့လားပြီးတော့ငါနဲ့ကလေးလည်းမဟုတ်ဘူးလေဆိုကပြောလိုက်ပြီးတော့စုကစားတယောက်ကိုငေါ့လို့နေခဲ့ပါတယ်ပြီးတော့ကကြတော့ချီတူဆဲကိုပြန်တော့ဆိုကပြောလိုက်ပြီးတော့သူ့ဖတ်တူဂီကိုလည်းသူလက်ထက်လိုက်ပြီးဆိုတော့ကိုသတင်းစကားပါလိုက်ပါအောင်ဆိုကလည်းပြောလိုက်ပါသေးတယ်ဒါနဲ့ပဲချီတူဆဲတယောက်လည်းသူချစ်ရတဲ့အမကလင်းရသွားခဲ့ပြီဆိုတော့ကိုသိလိုက်ရလို့ထိုင်ကငိုနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲ NASA တယောက်ရောက်လာကချီတူဆဲကိုပေါ်ဝါလေးတစ်ခုပေးလိုက်ပြီးတော့ဘာဖြစ်လို့လဲလို့မေးလိုက်တာပေါ့ဖြစ်ချောင်းကုံစင်ကိုကြားလိုက်ရပြီးရဲ့နောက် NASA တယောက်ကတော့ကောင်မလေးရဲ့မိသားစုဝင်တယောက်ကပြန်လာတာကိုသိလိုက်ရတဲ့အခါကူညီပေးနိုင်ရင်ကူညီကျင်လိုက်တာဆိုကလည်းပြောလိုက်ပါတယ်အခု NASA ကသူလည်းချစ်ခွင့်မှန်မှုနေရာကိုလိုက်ရှာနေရဆိုကပြောနေတော့စုကစားတယောက်ရောက်လာခဲ့ကသူ့ယောက်ျားအတန်းကအပြင်ကနေကြားနေရလို့ထွက်လာခဲ့လိုက်တာပါလင်မယားနဲ့လည်းတီတီတာတာစကားလေးကြီးပြောနေကြတော့ချီတူဆဲတယောက်ကတော့နင်းပေါ့ငါ့ရဲ့အမနဲ့လက်ထက်လိုက်တာလက်မခံနိုင်ဘူးစုကစားကိုလုံးဝကိုမပေးနိုင်ဘူးဆိုကပြောနေခဲ့ပါတယ် NASA လည်းစုကစားပြောလို့သူတို့တွေကမိသားစုဝင်နေဆိုတာကိုသိလိုက်ရတဲ့အခါချီတူဆဲရဲ့လက်ကိုသွားကန်လိုက်ပြီးတော့သူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်ချီတူဆဲတယောက်လည်းစိတ်တောင်ကောင်းကောင်းမတွေ့ရဘဲနဲ့သူ့ကိုယ်သူပြန်မိတ်ဆက်လိုက်ရကပြီးတော့ NASA ကိုစုကစားရဲ့ယောက်ျားဖြစ်အသိမှန်မပြုတ်နိုင်ဘူးဆိုကလည်းပြောလိုက်ပါသေးတယ် NASA တဲ့ကလည်းလက်ခံလာကမင်းတွေ့ရလည်းမမပါဘူးစုကစားနဲ့ငါနဲ့ကတိရလည်းတိတ်မကြသေးဘူးဘုံစားကြီးလက်ထက်လိုက်တာဆိုတော့လက်ခံမှုကလည်းခက်ခဲတယ်ဒီတော့တနေရာသွားပြီးတော့အေးအေးဆေးဆေးဆွေးနွေးကြမလားဆိုကပြောလိုက်တာပါဒါနဲ့မောင်ကြီးချီတူဆဲကပြောရဆိုတာခက်တယ်နော်ရတဲ့သေးလေကိုတို့ကအခုလင်မယားတွေဖြစ်သွားပြီဆိုတော့တီတီကြကြနားလည်အောင်ရှင်းပြပေးရမှာပေါ့ချီတူဆဲတယောက်ကတော့စိတ်တွေထတော့က NASA နဲ့ဆွေးနွေးမယ်ဆိုကပြောလိုက်ပြီးတော့ဖန်ခေါ်သွားခဲ့ပါတယ်ကားပေါ်မှာတော့ချီတူဆဲကငါ့မှာဘာလို့နင်းလိုလူမျိုးနဲ့များလက်ထက်လိုက်ရတာလဲဟုတ်တယ်နော်မဟုတ်မှလို့ရောငါကချောလို့များလားအိမ်တော်ကြီးကိုရောက်လာခဲ့ပြီးတော့ချီတိုဆဲကတော့ NASA ကိုသူ့အမနဲ့ကွဲအောင်လုပ်မယ်ဆိုက NASA ကိုမကောင်းတဲ့သူလို့သူ့အမအမြင်သွားအောင်လုပ်မှာပါအဲ့ဒီအတွက်မိမလေးနှစ်ယောက်ဖြစ်တဲ့ Aura နဲ့ Charlotte ကိုခေါ်လိုက်ပါတယ်ပြီးတော့ NASA နဲ့မဟုတ်တရုပ်ပုံတွေလူကျင်နေဆိုကပြောလိုက်ပြီးတော့ Charlotte တယောက်ကတော့မတုံမဆိုင်မဲ့တန်းပြီးတော့အဝတ်တွေပါကောက်ချွတ်နေကြလို့အားလုံးလည်းလမ်းကုန်ချရပါပြီချီတိုဆဲတယောက်လည်း Charlotte ကို bla bla ပြောနေခဲ့ပြီးတော့အဲ့ဒီအချိန်မှာပဲ NASA တယောက်ကတော့ထွက်ပြေးလို့သွားခဲ့ပါတယ် NASA လည်းချီတိုဆဲတို့မတွေ့အောင်ဆိုကအခန်းတစ်ခန်းလေးကိုဝင်ပေါင်းလိုက်ရပါတယ်အဲ့ဒီအခန်းထဲမှာတော့စုကစားရဲ့အနံလေးကိုရနေရတဲ့ဆိုကသူ့ရဲ့အရှိမလည်းအရာတစ်ခုကိုတွေးလိုက်ရပါတယ်ရေးထားတဲ့စာတွေကိုဖတ်လိုက်ပြီးတော့အထဲကိုတီးတီးချာချာကြည့်လိုက်တဲ့အခါဒီယာကတကယ်ပဲလာကြောက်တုံးများဖြစ်နေမလားဆိုကပြောနေခဲ့ကအဲ့ဒီအချိန်မှာပဲချာလော့တယောက်ကဓာကြီးနဲ့ရောက်လာခဲ့ပြီးတော့ဒီအခန်းကတကယ်အရေးကြီးတဲ့သူတယောက်ရဲ့တကယ်အရေးကြီးတဲ့ပစ္စည်းတွေပဲရှိတဲ့နေရာပဲအခန်းထဲကိုကျူးကျော်လာတဲ့သူမှလည်းရှင်းပြရမယ်ဆိုကဓာကြီးနဲ့ပတ်ရမ်းနေခဲ့ကသူ့ကြောင့်ပဲပစ္စည်းတွေကပျက်စီးကုန်ပါတယ်အဲ့အချိန်လာကြောက်တုံးထည့်ထားတဲ့ဖန်ကပါအကွဲသွားခဲ့ပြီးတော့နိုက်ထရိုဂျင်ဓာတ်ငွေတွေယိုထွက်လာခဲ့လို့ NASA လည်းတိတ်နဲ့ဝဲဦးလေးကိုသွားယူခိုင်းလိုက်ကပြင်ပေးနေခဲ့ပါတယ် NASA လည်းသူ့ရဲ့အလုပ်လုပ်ပုံကိုနားလည်ရမလို့ပြင်တတ်တယ်ဆိုကကြည့်ရတာတကယ်ပဲဒါကလာကြောက်တုံးအစ်စ်လားတေချာတာပေါ့အဖွားကငှားပေးထားတာလေအဲ့ဒါမှစုကစားတက်တောင့်တက်တာနေနိုင်မှာ NASA ကတော့ဘာမှနားမလဲတာမလို့ချီလိုဆဲကတော့သူ့အမဘာတူလဲဆိုတာကိုမသိဘူးလားသူ့အမရဲ့အသေးအကြောင်းတခါမှမကြားဘူးလားဆိုကမေးလိုက်က NASA ကတော့ဘာဆိုဘာမှကိုသိမနေခဲ့တာပါချီလိုဆဲငယ်ငယ်တော့ဘလို့လုပ်ပြီးတော့ချောကပန်းနားကိုရောက်နေလဲတော့မသိပဲပြုတ်ကြတော့မှာပါမပြုတ်ကြအောင်လို့စုကစားလာခဲ့ပြီးလိုက်ကအဲ့ဒီနေကြရစပြီးချီလိုဆဲတယောက်လဲစုကစားအတွက်အသက်ပေးဖို့နောက်ဆုံးဖြတ်ချက်ချထားရဲဆိုတာကိုပြောပြနေခဲ့ပါတယ်အခုချာလော့တယောက်ကတော့ NASA ကိုလက်ကြောက်တုံးကိုပြုပြင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်နေခဲ့က Aurora တယောက်က
ကတော့ဓာတ်ပုံတွေကိုအမိအရရိုက်ကူးပြီးခဲ့လိုက်ပြီးလို့ကွန်ပျူတာတွေကိုထက်ကစက္ကန့်ပိုင်းလေးအတွင်းမှာပဲမဟုတ်တဲ့ပုံတွေဖြစ်အောင်ကိုပြင်ဆင်ပြလိုက်ပါတယ်။ NASA လဲပုံကြီးကအဲ့လောက်တော်နေတာဒီမှာမိမ့်မလို့ပဲ Hollywood ကိုသွားပြီးတော့အလုပ်လုပ်ဖို့ဆိုခါပြောနေခဲ့ကအနောက်ကနေစူကာဆာတယောက်ပါရောက်လာခဲ့ပါတယ်။စူကာဆာလဲပုံကြီးလက်ကအဲ့လောက်တော်နေတော့ Hollywood ကိုသွားပြီးတော့အလုပ်လုပ်ဖို့ပဲပြောနေတာပါ။ NASA ကတော့စူကာဆာကိုတမျိုးထင်မှာစိုးလို့ဆိုတာပြောနေခဲ့ပြီးတော့စူကာဆာလဲ NASA ကိုငေါ့တလူလိုပါလူလိုနဲ့အခန်းပြင်ကိုခေါ်သွားခဲ့လိုက်ပါတယ်။ကဲကြည့်ရတာတော့အစီအစဉ်အလုပ်ဖြစ်သွားတယ်ပုံပဲနေပေါင်းဟာသူတို့ထွက်ပြေးသွားတာမဟုတ်ဘူးလားတစ်ဖက်က NASA တို့ကတော့စူကာဆာပြတဲ့လှည့်ဝက်လမ်းကြောင်းကနေသွားနေခဲ့ကြတာပါ NASA တယောက်ကလည်းစိတ်ထဲမှာကိုမင်းရဲ့အတိတ်ကြောင်းကိုဘာမှတော့သိမထားပါဘူးဒါပေမဲ့ကို့အတွက်ရေးကြည့်တာကတော့မင်းရဲ့နှွေးထွေးရဲ့လက်ကလေးချစ်စရာကောင်းတဲ့မင်းရဲ့အပြုံးလေးတစ်ခုပါပဲနှစ်ယောက်သားတောင်ကုန်းလေးအပေါ်မှာရှိတဲ့ဖျားချောင်းလေးကိုရောက်လို့လာခဲ့ကြပါတယ်စူကာဆာလည်းဒီနေရာလေးကလှတော့မောင်းအောင်မြင်သိခြင်းလို့ခေါ်လာခဲ့ရလို့လည်းပြောလိုက်ပါတယ်အဲ့ဒီအချိန် NASA တယောက်ကလည်းစူကာဆာရဲ့လက်ကလေးကိုကန်လိုက်ကကိုရိုးတွေအနာဂတ်မှာဘာတွေပဲဖြစ်လာဝမ်းနဲ့စရာတွေကြုံလာခဲ့ရင်လည်းအတူတူမျှဝေခံစားကြမယ်တယောက်ကိုတယောက်ပံ့ပိုးကြမယ်အဲ့လိုဇနီးမောင်နှံမျိုးဖြစ်ရှင်တယ်မင်းကိုရွေးချယ်ခဲ့မိလို့လည်းလုံးဝနောင်နာမရစေရပါဘူးအခုကိုမင်းကိုချစ်ခွင့်ပန်းနေရပါဆိုကအရန်ချစ်တဲ့ဆိုပြီးအကျဉ်းနာပေးလိုက်ပါတယ်